GMMTV က BL မင်းသားအများစုပါဝင်သွားမယ့် Scarlet Heart အခုချိန်မှာတော့ GMMTV ကမင်းသားအများစုကမကြာခင်မှာရိုက်ကူးသွားမယ့် Scarlet Heart ဆိုတဲ့စကားအတွက်ပြင်ဆင်မှုတွေပြုလုပ်နေကြပါပြီ။ Scarlet Heart ဆိုတဲ့စကားကတရုတ်ကနေစတင်ထုတ်လွှင့်ထားတဲ့ series တစ်ခုဖြစ်ပြီးတရုတ်မှာထုတ်လွှင့်တော့ကလည်းအောင်မြင်မှုတွေများစွာရရှိခဲ့တာမို့လို့ Season 2ပါထပ်မံရိုက်ကူးခဲ့ရပါသေးတယ်။ Scarlet Heart ရဲ့ကားရဲ့ဇလန်းစိတ်ကောင်းမှုကြောင့် Moon Lover အမည်နဲ့ Korea version ကိုပါထုတ်လွှင့်ခဲ့ပြီး Korea version ကပါမထင်မှတ်ထားလောက်အောင်ပေါက်ခဲ့တာမို့အခုလက်ရှိချိန်မှာတော့ GMMTV ကပါ Scarlet Heart ကို Thai version အနေနဲ့ထုတ်လွှင့်တော့မှာဖြစ်ပါတယ်ရှင်။ Thailand version မှာတော့မင်းသမီးဖြစ်တဲ့တွန်တဝန်က main lead အနေနဲ့တရုပ်ဆောင်မှာဖြစ်ပြီးမင်းတို့ရဲ့မင်းသားတွေဖြစ်ကြတဲ့ဒေတဝန်ဝင်းမဲ့တဝင်းဖတ်Fourth, Nanon, Force နဲ့ Fuwen တို့ကပါဝင်သွားမယ်လို့သိရပါတယ်ရှင်။လက်ရှိ GMMTV မှာထုတ်လွှင့်ပြသနေတဲ့ Normal Series တစ်ခုဖြစ်တဲ့ Summer Night ကလည်းအရန်အောင်မြင်နေတာမို့ Scarlet Heart ကပါအောင်မြင်မှုတွေရရှိမှာသိချပေါက်ပါပဲရှင်။